မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကြာသပတေးနေ့အတွက်စီးပွားရေးကျန်းမာရေးအခြေရေးအိမ်တော်ရေးနဲ့ပတ်သက်တဲ့ဘေဒင်ဟော့စတန်လေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ season လေးမစခင်မှာကျွန်တော်ရဲ့ထပ်အောင်ဘေဒင်နဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးပြု၍ထပ်အောင်ဘေဒင်နဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာကြာသပတေးနေ့ဟာဂုံတိတ်ခါပညာရေးတို့နဲ့အောင်မြင်မှုတို့နဲ့ဆက်ဆက်နေတဲ့နေ့ရက်တည်းဖြစ်ပါတယ်။စိတ်ကိုတည်ငြိမ်စွာထားပြီးအကြံဉာဏ်ကောင်းများနဲ့လှုပ်ဆောင်မယ်ဆိုရင်အကျိုးကောင်းများကိုရရှိနိုင်တဲ့နေ့ရက်တည်းဖြစ်ပါတယ်။ကြာသပတေးနေ့တော့စီးပွားရေးအနေနဲ့ကတော့လုပ်ငန်းအတွင်းမှာအခွင့်အလမ်းသစ်တွေပေါ်ပေါက်လာနိုင်တဲ့အကြီးအကဲအထက်လူကြီးတွေရဲ့ကုညီမဆမှုတွေကိုကြုံရတတ်ပါတယ်။အလုံးမှာနာမည်ကောင်းတွေရရှိတတ်ပါတယ်။မိတ်ဆွေလုပ်ဖော်ကိုင်ဘက်တွေရဲ့အကူအညီနဲ့လုပ်ငန်းတိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်တဲ့သို့သောစာချုပ်စာတမ်းသဘောတူညီချက်များနဲ့လုပ်ရမယ့်လုပ်ငန်းကိုင်ငန်းတွေမှာတော့တေချာစစ်ဆေးပြီးမှဆုံးဖြတ်ချက်ချတဲ့နေ့ရက်တည်းဖြစ်ပါတယ်။ကြာသပတေးနေ့ရက်တော့ကတော့ငွေကြေးနဲ့ပတ်သက်ပြီးငွေဝင်ကောင်းနိုင်သလိုထောက်ငွေတွေလည်းများနေတတ်တဲ့နေ့ရက်တည်းဖြစ်တဲ့အကျွေးပေးတဲ့သူများအကျွေးတောင်းတဲ့သူများအတွက်ကတော့အစစ်မပြေထင်ငေါမှုများကိုဖြစ်ပေါ်စေတတ်ပါတယ်။ကြာသပတေးနေ့အတွက်ကျန်းမာရေးနေကအဆိုင်နဲ့ပတ်သက်တာအသေးနဲ့ပတ်သက်တာအဲ့လိုမျိုးယောဂလေးတွေဖြစ်ပေါ်တတ်ပါတယ်။အစားအစာကိုတန်ရှင်းစွာစားသောက်ပြီးအနားယူမှုကိုအရေးထားတဲ့နေ့ရက်တည်းဖြစ်ပါတယ်။ကြာသပတေးနေ့အတွက်အခြေရေးအနေနဲ့ကတော့ချစ်သူများအတွက်ကနားလည်မှုတိုးလာနိုင်တဲ့နေ့တည်းဖြစ်တဲ့စိတ်ရွှေစွာဆက်ဆံမယ်ဆိုရင်အခြေရေးပုံမခိုင်းမာလာနိုင်တဲ့စင်ကယ်များအတွက်ကတော့ချစ်သူရည်စားများရရှိတတ်တဲ့နေ့ရက်တည်းဖြစ်ပါတယ်။ကြာသပတေးနေ့အတွက်အိမ်တော်ရေးအနေနဲ့ကတော့မိသားစုအတွင်းအရေးကြီးတဲ့ကိစ္စများကိုဆွေးနွေးဆုံးဖြတ်ရန်ကောင်းတဲ့နေ့ရက်ဖြစ်တဲ့အကြံဉာဏ်ကောင်းများကြောင့်အိမ်တော်ရေးပုံမှုအေဂျင့်လာနိုင်တဲ့နေ့ရက်ကောင်းပဲဖြစ်ပါတယ်။ကြာသပတေးနေ့အတွက်ကံကောင်းစီရင်ရရီအနေနဲ့ကတော့မနက်ပိုင်းမှာဖျားရှိတဲ့တောက်တော်ရေး3ခွက်နဲ့အဝါရောင်နှင်းစီပန်းများကိုကတ်လူပူဇော်ပေးလိုက်ပါခင်ဗျာငွေကြေးလက်လာပါကံတွေပွင့်လန်းစေဖို့အတွက်ကတော့စံသို့မဟုတ်ထမင်းအနှဲငယ်ကိုငှက်စာအဖြစ်ကျွေးမွေးလိုက်ပါတက်ကြီးရွယ်ဦးများကိုကုညီဌာနပြုခြင်းဖြင့်ကံပွင့်လက်ပွင့်ပြီးအောင်မြင်မှုတွေကိုရရှိစေနိုင်ပါတယ်ကြာသပတေးနေ့အတွက်ကံကောင်းစီရင်အယောင်ကတော့အဝါရောင်ရှောင်းရံအယောင်ကတော့အမဲရောင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ season လေးကဒီနေ့ဒီလောက်ပါပဲခင်ဗျာနောက် season များကိုဆက်လက်အားပေးနိုင်တဲ့အတွက်ကျွန်တော်ရဲ့ထပ်အောင်ကျေးဇူးပြု၍ထပ်အောင်ဗီဒီယိုနဲ့လက္ခဏာ channel လေးကို like and subscribe လုပ်ပေးထားကြပါဦးခင်ဗျာ